ဒီကနေ့မှာတော့တိတ်မကြတိခင်ကမှထွက်ရှိထားခဲ့ပြီးတော့ INDB rating အဖြစ် 6.1 ထိရရှိထားတဲ့တမိုင်းဖြစ်ရမှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ The War with Travel ဆိုတဲ့စကားကောင်းလေးအကြောင်းကိုအတူချုပ် review ပြန်လည်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီစကားလေးက2025ခုနှစ်မှာထွက်ရှိထားခဲ့ပြီးတော့ဒုတိယကမ္ဘာစစ်နောက်ခံတမိုင်းစကားကောင်းလေးပဲဖြစ်ပါတယ်နာဇီဂျာမနီတွေဟာပိုလန်တွေကိုကျူးကျော်သိမ်းပိုက်မှုအပြီးမှာတော့ဂျူးလူမျိုးတွေအပေါ်ဖိနှိပ်ချုပ်ချယ်မှုတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်မီခေးဝုနဲ့ရှော်လမွန်တို့ဟာနာဇီစခန်းအလို့စခန်းတစ်ခုမှာအလုပ်လုပ်ရမယ်လို့လိန်ညာခေါ်ဆန်ခြင်းကိုခံခဲ့ရပြီးတော့တကယ်တမ်းရောက်သွားခဲ့တဲ့အချိန်မှာအလို့စခန်းတစ်ခုမဟုတ်ပဲလူသက်စခန်းတစ်ခုဖြစ်နေမှတီးခဲ့ရပါတယ်ဒီလိုနဲ့တေမတူနေမတူဘဝတွေမှုထွက်ပြေးဖို့ကြိုးစားရပါတော့တယ်ထွက်ပြေးတယ်ဆိုတာကလည်းအပြောကသာလွယ်ပေမဲ့နာဇီတွေပက်လက်ဝိုင်းနေတဲ့နေမြေမှာထွက်ပြေးဖို့ကဘလို့မှမဖြစ်နိုင်တဲ့အခြေအနေပါဒီလိုနဲ့သူတို့ဘလို့လွတ်မြောက်အောင်ထွက်ပြေးကြမလဲပြီးတော့ထွက်ပြေးတဲ့အခါမှာလည်းဘလို့ကြိုးစားကြမလဲဆိုတာကိုအသေးသေးအေးအေးနဲ့စိတ်ဝင်စားဖို့ကြည့်ရှုရမယ်စကားကောင်းလေးပဲဖြစ်ပါတယ်ဒီရုပ်ရှင်လေးမှာတော့တမိုင်းဖြစ်ပျက်တွေကိုလက်တွေ့ကျကျတင်ဆက်ပြသထားတာမို့ဒုတိယကမ္ဘာစစ်အတွင်းကပိုလန်နိုင်ငံဂျူးလူမျိုးတွေရဲ့ဘဝကိုပြန်လည်မြင်အောင်ခန်းစားမိစေမှာပါဖြစ်ရမှန်ကိုအခြေခံပြီးရိုက်ကူးထားတာမို့စိတ်ဝင်စားဖို့လည်းကောင်းပြီးတော့ကြည့်ရတာနောင်တမရစေမဲ့စကားကောင်းလေးတကားဖြစ်တာကြောင့်ဒီရုပ်ရှင်လေးကိုကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Movie Zone Telegram Channel မှာခမဲ့လာရောက်ကြည့်ရှုလို့ရပါတယ် Channel လေးကိုလည်း comment မှာချပေးထားခဲ့ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ